ကဲအားလုံးပဲမင်္ဂလာပါဒီနေ့အိမ်ကွဲတိုင်ပွဲရတော့ဒါတယောက်ပြောထားသလိုပဲပေါ့နော်အာဆင်နယ်တို့အောင်မြင်ပြီးနောက်ပိုင်းကိုယ်တိုင်ဂိုးမတွင်တော့ပဲနဲ့ဒါသူများပြည့်တဲ့တကူနဲ့ပဲအနိုင်ရတယ်လို့ပဲဆိုရမယ်ပွဲပဲဖြစ်ပါတယ်ဒါပွင့်လင်းပြောမှဆိုဒီနေ့ပွဲရဲ့ result ကိုခဏပေးထားပြီးတော့ဒါအတင်းရဲ့ဒါကစားပုံနဲ့အတင်းရဲ့လူစရင်းကတော်လေးကိုကွာခြားနေတယ်ပဲပြောရမှာပေါ့နော်ဒါ first line ထွက်လာတဲ့အချိန်မှာဒါလူစရင်းကိုကြည့်ပြီးတော့တော်လေးကိုအားရတယ်ဘာလို့လဲဆိုတော့နောက်တန်းမှာဆလီဘာပြပါလာခဲ့တယ်ဘန်ဟွိုက်ပြီးတော့ဟန်ကပီနဲ့ဆလီဘာပေါ့နော်ပြီးတော့ကွင်းလန်မှာဆိုလဲဇွန်ဘီဘန်ဒီတက်ကနယ်ရိုက်အိုဒီကက်တွေက easy ဆော့တယ်ဒါလည်း fight နေတယ်တိုက်ဆက်မှာဆိုလဲတောင်းပန်မှာဆတ်ခါမာတင်နယ်လီโอเคဒါရှေ့မှာဆိုရင်ဒါ your crest ဒါ perfect လို့ပဲပြောမှာတိုက်ဆက်ပေါ့နော်အဲ့ဒီ line up နဲ့ဒါပထမပိုင်းတစ်ပိုင်းလုံးကိုဂိုးပေါက်ကန်တွင်းမှုဒါကန်တာတော့ကန်တာပေါ့နော်ဒါပေမဲ့ချင်းချောက်မှုတစ်ခုမှမရှိဘဲနဲ့ပွဲပြီးခဲ့တာဟာဒါပြောရမှာဆိုရင်ဒါကျွန်တော်တို့ဒါ fan အနေနဲ့တော်လေးကိုဒီယာကြီးကိုလုံးဝအံ့ဩမိရဗျာဒါတော်လေးကိုစွန့်အားသွားတဲ့အနေအထားရှိတယ်ဒါပြောရမှာဆို fan တယောက်အနေနဲ့ဒါကအာဆင်နယ်ရဲ့နောက်လာမဲ့ပွဲအတွက်ကိုတော်လေးစိုးရိမ်စရာလိုပဲမြင်မိတယ်ဒါဒုတိယဘိုင်းရဲ့ reset ပြောရမယ်ဆိုရင်တဲ့ဒါလူစားလဲလိုက်လို့ဒါဘယ်လိုပြောမလဲတချို့ movement လေးတွေလှုပ်လို့ရတယ်လို့ဒါဖြစ်လာတယ်ဒါပေမဲ့အဲ့လိုမျိုးတုံးလို့ရတယ်လို့ပြောရအောင်တစ်ဖက်အတင်း Wolf တင်ရဲ့ကစားကွက်ကကောင်းလို့လားဆိုတော့လေ Wolf တင်ရဲ့ကစားကွက်ကိုအာဆင်နယ်ကကွင်းထဲမှာလည်းအာဆင်နယ်အတာပဲတိုက်စစ်လည်းအာဆင်နယ်အတာပဲ Wolf ကိုဂိုးပေးလိုက်ရလို့ဒါပေးလိုက်ရတာဒါပေမဲ့ခက်ဆက်ကလည်းအေးစိတ်လုံးကကာနိုင်တဲ့အနေထားဒါပေမဲ့ခုနလို Wolf ကိုပေးလိုက်ရတဲ့တကိုးကမိနစ်80နောက်ပိုင်းမှာဘာကြောင့်မှမသိအာဆင်နယ်ကစားသမားများရဲ့ဒါဘောလုံးကိုနိုင်ပြီးတော့ငါတို့နိုင်ထားတယ်ပြီးဆိုလေကစားတဲ့ပြီးတော့ကိုယ့်ဘက်ချက်မှာဘောလုံးမရှိရင်ပြီးတော့ဆိုပြီးတော့ဟိုဘက်ကိုတစ်ဖက်ကိုဘောလုံးပေးကင်တာရနေပြီးတော့ဒါဟိုဘက်ကကန်ကောင်းပြီးတော့ဝင်သွားတယ်ပေါ့နော်ဒါအာဆင်နယ်တို့ကန်ဆိုးပြီးတော့ဝင်သွားခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပေးလိုက်ရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဒီနေ့ကစားပုံကတော့တော်လေးကိုဒါ surprise ဖြစ်စေရလို့ပဲကျွန်တော်မြင်တယ်တော်အံ့ဩမိတယ်ဒီလူစီရင်းနဲ့ဒီအသင်းကိုဒီလိုကစားရတယ်ဆိုတာကျွန်တော်ပြောချင်တာပြီးခဲ့တဲ့ပွဲကအဆုံဘီလာမှာဒါဒီလိုမျိုးဖြစ်သွားရဲဆိုရင်ဒါရှုံးတာလက်ခံလို့ရတဲ့ပွဲကြာဒါကဒီ Wolf တင်းကိုပထမပိုင်းမှာအင်ကွဲ Emirates မှာဒီလူစင်ရိတ်နဲ့ဇီးကစားဝါတဲ့အနေအထားကဒါဒီပြအားတဲ့တာလည်းတခုခုလိုနေပြီကစားသမားတွေလည်းကစားပုံတခုလိုနေပြီလို့ပဲမြင်မိတယ်ဒါအပြင်ကိုဒါကျွန်တော်အမြင်ဆိုရင်ဒါတိုက်စစ်ပါဒါ your crest ကြီးကိုအပြစ်ပြောရအောင်ကလည်းကစားပုံတဲပုံဒီတောင်ပန်းနဲ့ပဲသွားနေတာပြီးခဲ့တဲ့ပွဲမှာဒါလုံးဝမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲဒါမဒူ AK မာတင်နယ်လီရဲ့တောင်ပန်းနဲ့အနိုင်ဂိုးတွေဆက်တွန်းသွားပြီးတော့နိုင်ခဲ့ပြီမဲ့ဒီနေ့မဒူ AK နဲ့မာတင်နယ်လီတို့ရဲ့တောင်ပန်းတိုက်စစ်တွေကဂိုးပေါက်မဝင်တဲ့အချိန်မှာလုံးဝ finish ဖြစ်သွားရအာဆင်နယ်မှာအဲ့တော့အာဆင်နယ်ဒီနှစ် your crest ကိုဈေးကြီးပေးဝယ်ထားတာဘာကြောင့်လဲကျွန်တော်တို့တိုက်စစ်ကိုကစားဖို့အတွက်ကိုဒါဝယ်ထားတာလို့ပဲနေရမယ့်ဟာမှာကျွန်တော်တို့ကဒါ force 9ပဲဆော့ပါလား force 9ပဲဆော့မယ်ဆိုရင်ဒါ Merino အစိုးရတွင်နေတာ your crest ကိုဘာလို့ထည့်ပြီးတော့ကစားစီစဉ်တာလဲဒါပြီးတော့မှတဖြည်းဖြည်း your crest ကိုဒုတိယပိုင်းမှာတွင်ပြီးတော့ your crest ကို position ချိန်ပါဒါမှမဟုတ်လဲ your crest ကိုထည့်ပြီးတော့ဒါတိုက်စစ်မှုလုံးဝယူကစားမယ်ဆိုရင်လဲဒါတိုက်စစ်ကိုပဲပေးတာဥပမာဒါရှင်းပြရမယ်ဆိုရင်မန်စီးတီးအသင်းနဲ့ရှင်းပြရမယ်ဆိုရင်မန်စီးတီးလိုမျိုးဟာလန်ကိုပေးလိုက်ဟာလန်ဒီ finishing ကောင်းကောင်းချပေးမယ်ဟာမျိုးဖြစ်ရမယ်ဟာကိုပထမပိုင်းတစ်ပိုင်းလုံးမှာ your crush ရဲ့ဘောလုံးထိချက်က9ချက်လာမသိဘူးဒါပဲရှိခဲ့တာဒါကြီးကလုံးဝကြီးကိုဒါဟာဘယ်လိုပြောမလဲကစားကွဲရလဲကျွန်တော်အာဆင်နယ်ကလုံးဝယူ fail နေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ဒါကစားသမားမှလည်းအပြစ်မရှိဘူးဒီကစားပုံကိုကစားနေတဲ့အံဝင်ရောင်ကစားနေတဲ့ကစားသမားတွေကလည်းဒါသူ့ဟာသူကစားနေတာသူကဒီပြကြီးအာတီတာကိုဒါသူ့အပြစ်ပြောရအောင်လေအခုနိုင်သွားတဲ့လူစားလဲမှုတွေကြောင့်လည်းနိုင်သွားတယ်အဲ့တော့တော်တော်အာဆင်နယ်မှာတော်ကိုပေါ့နော်အဖြေရှာလို့မရဘူးတဲ့
မှားရွေးနဲ့ဘယ်လိုကြောင့်လဲကစားပုံကြီးကိုမြင်တွေ့ခဲ့ရတယ်ဗောဒီနေ့ပွဲမှာဒါတော်သေးလို့ဗောနော်ဒါအဆင့်20ရာဝူးဖြစ်နေလို့ဗောနော်အဆင့်20ရာဝူးမဟုတ်ဘဲနဲ့အဆင့်30လောက်ကဒါအတင်းတာဆိုကျွန်တော်ရှုံးပြီဒါလုံးဝ definitely ရှုံးမဲ့ပုံစံဗျာအဲ့တော့ကိုယ့်အကူတော့အိမ်ဝင်ကစားရတာလားဆိုတော့ကြည့်နေရတဲ့တော့တော်တော်လေးကိုခံစားလာရတာဘာလို့ဒီလိုဖြစ်လာလဲဘာလို့ဒီလိုဖြစ်လာလဲအကောင်းဆုံးကကျွန်တော်တို့စီမှာဒါတိတိတတ်မြင်တွေ့ရတာကဒါ final တက်ဆုံးထဲရောက်သွားပြီဆိုရင်တစ်ဖက်တင်းရဲ့ဒါဂိုးသားရောက်သွားပြီဆိုရင်ဘယ်သူမှဒါ finishing ကောင်းကောင်းချလို့မရအောင်တောင်းပန်နှစ်ဖက်ကတော့ကန်ပါပဲလှမ်းကန်မယ်ဂိုးသမားနဲ့တွေ့မယ်ပုတ်မယ်ဒါမှမဟုတ်ဂိုးသမားနဲ့ဂိုးသမားဂိုးပေါက်တက်မယ်ဆိုရင်ဂိုးသမားစန့်ကျင်ဘက်ကိုကောက်ကွယ်မိသွားရင်ဂိုးဝင်သွားမယ်ဒီကန်တစ်ခုပဲရှိတယ်အဲ့တော့တောင်ပန်နှစ်ဖက်ကလာကန်တယ်ဂိုးတာမတည့်ကျွန်တော်အာဆင်နယ်ကပွဲပြီးသွားပြီအဲ့ပွဲလုံးဝဂိုးမရတော့ဘူးဆိုတဲ့ပုံစံကိုမြင်နေရတယ်အဲ့တော့ဒါကြီးကကျွန်တော်ဖလားယူမဲ့အတင်းအတွက်ဒါစိန်ခေါ်မှုကြီးကိုဖြစ်နေတခြားအတင်းတွေကိုရှင်းတာတဲ့ကျွန်တော်တို့အတင်းထဲမှာကိုဒီဓာကြီးကိုတုံးနေပြီးဒီပုံစံကြီးတိုင်းတာကစားကွက်တိုင်းတာလုံနေမယ်ဆိုရင်ဒါပြောရမှာဆိုရင်ဖလားယူဖို့အတွက်ကိုတော်တော်လေးကိုမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်မြင်တယ်ဒါပရိသတ်တယောက်အနေနဲ့ဒါ honesty ပြောပြရမယ်ဆိုရင်အဲ့တော့ဒီနေ့ပွဲကြီးကိုဒါပွင့်နေပြောမှာဆိုကျွန်တော်ဒီနေ့ပွဲမှာတကယ်ချင်းနေနဲ့တူပတ်မှာသွားကြည့်ကြပါတော့တော်တော်ကိုမျှော်လင့်ထားတဲ့ပွဲဂိုးများနဲ့အနိုင်ရသွားမယ်လို့ထင်တဲ့ပွဲပေါ့နော်အဲ့တော့တကယ်တမ်းကျတော့အဲ့လိုမဖြစ်ခဲ့ဘူးတော်တော်လေးကိုပြောမှဆိုရင်စိတ်ပြတ်မိတယ်ကောင်းတာတော့နိုင်ဝါခဲ့တယ်ပေါ့နော်နောက်ဆုံးမိနစ်မှာပဲဟိုဘက်ကလည်းချိန်ပို၄ချိန်မှာတွင်သွားတယ်ကိုရီးယားလည်းချိန်ပို6မိနစ်မှာ4မိနစ်မှာတွင်ပြန်ပြီးတော့ဒါအုံဂိုးနဲ့ပဲပြန်ပြီးတော့ရသွားခဲ့တယ်ပေါ့နော်အဲ့တော့ဂိုးလက်လေးရတော့ရှိနေတယ်ဒါကိုပျော်ပြီးတော့ဒါကိုပဲ result လေးကိုမြင်ပြီးတော့နိုင်နေတာပဲလို့တွက်နေရင်တော့အာဆင်နယ်ဒါလုံးဝမှောင်သွားပါပြီဒီနေ့ဖလားရမှာမဟုတ်ပါဘူးအဲ့တော့နီးပြကြီးအာတီတာအနေနဲ့လိုအပ်ချက်တွေအများကြီးရှိတဲ့ဒီနေ့ပွဲမှာဒါလိုအပ်ချက်တွေကိုဒါလုံးဝတစ်ခုချင်းစီကိုဖြည့်ဆည်းပြီးတော့နောက်ပွဲတွေအကောင်းဆုံးတင်လာဖို့ပဲပြောလဲပါတယ်ဒါနောက်ပွဲဆိုရင်ဒါ Everton ကိုအဝေးကွင်းမှာတွားပြီးကစားမှာ Oh my god ဘယ်လိုတော့စဉ်းစားရမလဲဒီနေ့ချိန်နဲ့ဆိုရင်အဲ့တော့ဒီပွဲမတိုင်ခင်မှာကျွန်တော်တို့ကတပတ်တိနားရတယ်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့က10ရက်မှာ4ပွဲလားမသိဘူးကစားမှာဟူးအာဆင်နယ်အကြောင်းတွေးလိုက်တော်တော်ရင်တစ်ချက်ပူသွားတယ်ပေါ့နော်အဲ့တော့ဒီနေ့လိုမျိုးကစားကွက်ကိုဒီနှစ်မှာနောက်ဆုံးဖြစ်ပါသေးလို့ပဲဆုတောင်းမိပါတယ်မျှော်လင့်မိပါတယ်ကဲအဲ့တော့နောက်ပွဲတွေအနိုင်ရလက်တွေနဲ့ဇယားကိုပြပြတတဥဆောင်နိုင်ဖို့အတွက်စောင့်မျှော်နေပဲကျွန်တော်တို့အာဆင်နယ်အမာကန်ကြီးကိုမတော်မအားလုံးပဲ good night ပါ come on you can